ပင်လယ်ပြင်ဆိုတာလူသားတွေအတွက်တော့အမြဲတမ်းတုန်လှုပ်စရာကောင်းတဲ့ပဟေဒီတစ်ခုပါအဲ့ဒီပင်လယ်ပြင်ရဲ့အလဲဟာမြေကြီးတွေရေတွေနဲ့ဖွဲ့စည်းထားတာမဟုတ်ဘဲနဲ့ကြောက်မက်ဖွယ်ရာလောဝက်ချက်တွေဒဏ္ဍာရီတွေပြည့်နေနေတဲ့ကျွန်းတွေနဲ့ဖွဲ့စည်းထားတာပါတချို့ကျွန်းတွေမှာကမ္ဘာဘယ်နေရာမှာမှမရှိတဲ့ထူးဆန်းတဲ့အပင်တွေရှိပါတယ်တချို့ကျွန်းတွေမှာတော့လူတစ်ယောက်ရဲ့အိမ်မက်တရားပျက်စီးခြင်းအောက်မှာတိတ်ဆိတ်စွာနစ်မြုပ်နေပါတယ်တချို့နေရာမှာနှစ်ပေါင်းထောင်ချီတဲ့ရေဒဏ္ဍာရီမြုပ်နှံထားသလိုတချို့ကျွန်းငယ်လေးတွေကတော့လူသိကျွန်းတွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ပြီးတော့မိန်းကလေးတစ်ယောက်ရဲ့ဝဉ္ကြီးကအရုပ်ပေါင်းထောင်ကြီးကိုအိမ်လုပ်ပြီးနေထိုင်နေတဲ့ကျွန်းတစ်ကျွန်းလည်းရှိပါတယ်။ဒါတွေကကျွန်းတွေတက်မဟုတ်ပါဘူး။လူသားမျိုးနွယ်ရဲ့အကြီးမားဆုံးလှုပ်ဝက်ချက်တွေပါ။ဒီနေ့မှာတော့ဗဟေနီတွေရှိနေတဲ့ကမ္ဘာအစမ်းကျယ်ဆုံးကျွန်း၅ကျွန်းအကြောင်းကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ထုံးစံအတိုင်းကျွန်တော်တို့ D&D Channel လေးမှာမိတ်ဆွေတို့အတွက်နေ့စဉ်ဗဟုသုတများစွာတင်ဆက်ပေးနေတာမို့ channel လေးကို like and subscribe ပြုလုပ်ပြီးအားပေးခဲ့ကြပါအောင်ခင်ဗျာကျွန်တော်ကအစီအစဉ်တင်ဆက်သူ PK ပါနံပါတ်1စုကိုထရာကျွန်းဒီကျွန်းကဘယ်လောက်တောင်ထူဆန်းတယ်လဲဆိုရင်တင်ရောက်သွားတဲ့အခါမှာအရှားကြိုတစ်ခုကိုရောက်သွားတယ်လို့ခံစားရပါလိမ့်မယ်အာရပ်ပင်လယ်တွေကရီမန်နိုင်ငံအနီးမှာရှိတဲ့ဒီကျွန်းကိုကမ္ဘာပေါ်ကဂျိုသားကျွန်းလို့တောင်ခေါ်ကြပါတယ်ဘာကြောင့်လဲဆိုတော့ဒီကျွန်းရဲ့မြေမျက်နှာတင်ပြတဲ့အပင်တွေရောဒီကမ္ဘာရဲ့အရာတွေနဲ့လုံးဝမတူလို့ပါဒီကျွန်းပေါ်ရှိရှားလိုက်တာနဲ့တင်အစောဆုံးတွေ့ရမှာကငကားသွေးပင်တွေပါပုံစံကထီးတလက်ကိုပြောင်းပြန်လှန်ထားသလိုမျိုးဒါမှမဟုတ်ဂျိုသားတွေရဲ့အာကာသယာဉ် UFO ကိုမြေပြင်ပေါ်မှာမှောက်ထားသလိုမျိုးပါအဲ့ဒီအပင်ကထွက်တဲ့အစေးဟာသွေးလိုမျိုးအနီရောင်ဖြစ်နေလို့ဒီနာမည်ပေးထားတာပါတိပ္ပံပညာရှင်တွေအဆိုအရဒီကျွန်းပေါ်ကအပင်နဲ့တတဝ30%ကျော်ဟာကမ္ဘာဘယ်နေရာမှာမှမရှိတဲ့တီးတန့်မျိုးစိတ်တွေသာဖြစ်နေပါတယ်ဒါကြောင့်ဒီကျွန်းကိုအိန္ဒိယသမုဒ္ဒရာရဲ့ဂါလာပါကိုလို့လည်းတင်စားကြပါတယ်။တစ်ဖက်မှာဖြူလွှလှတဲတောင်ပြင်းတွေရှိပေမဲ့လယ်မှာတော့ထူးဆန်းတဲ့ကြောက်ဆောင်တွေနဲ့တဲကန်တွေရှိနေပါတယ်။အဲ့ဒီမြင်ကွင်းကတင်ဟာအင်္ဂါဂျိုမတ်ပေါ်မှာရှက်နေရတယ်လို့ခံစားစေရမှာပါ။နံပါတ်2ဗန်နာမင်းကျွန်းနယူးယောက်မြို့ဟတ်ဆန်မြစ်အလယ်မှာကြောက်မက်ဖွယ်ရုပ်ရှင်ကားတွေကလိုမျိုးပျက်စီးနေတဲ့ရဲတိုက်ကြီးတစ်ခုရှိပါတယ်။ဒါဟာဗန်နာမင်းကျွန်းမှာဒီရဲတိုက်ကြီးကို1900ခုနှစ်မှာ Francis Barnum ဆိုတဲ့လက်နက်ရောင်းမဲ့သူကတိစောက်ခဲ့တာပါ။သူဟာစစ်တပ်သုံးလက်နက်ခဲယမ်းတွေအများအများစုဆောင်းထားတဲ့အတွက်အနည်းကင်းအောင်ဆိုပြီးဒီကျွန်းပေါ်မှာဂိုးရောင်အနေနဲ့တိစောက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့1920ခုနှစ်အရောက်မှာအဲ့ဒီလက်နက်တွေကနေကြီးမားတဲ့ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးရဲတိုက်ကြီးကလည်းပျက်စီးသွားခဲ့ပါတယ်။ဒေသခံတန်ဃာတွေပြောပြချက်အရညဘက်ဒီကျွန်းသားဖြတ်သွားရင်ရဲတိုက်ထဲကတန်ကြိုးဆွဲတန်တွေရှည်တန်တွေနဲ့အော်ဟစ်တန်တွေကိုပါကြားရတယ်လို့ဆိုပါတယ်။လူတွေကတော့ဗန်နာမင်းရဲ့ဝဉ္ကြီးဟာသူ့ရဲ့ရဲတိုက်နဲ့လက်နက်တွေကိုအခုထိစောင့်ချောက်နေုံပဲလို့ယုံကြည်နေကြပါတယ်။နံပါတ်3အုတ်ကျွန်းကနေဒါနိုင်ငံရဲ့အတ္တလန်တိတ်သမုဒ္ဒရာထဲမှာရှိတဲ့ကျွန်းငယ်လေးပါ။ရိုးရိုးလေးလို့ထင်ရပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ကလေးကရေတနာရှာဖွေသူတွေအတွက်တော့အကြီးမားဆုံးဗဟေနီဖြစ်နေတဲ့ကျွန်းမှာ1995ခုနှစ်မှာဒေသခံလူငယ်3ယောက်ကဒီကျွန်းပေါ်ကထူးဆန်းတဲ့တွင်တစ်ခုကိုစတင်တွေ့ရှိခဲ့ပါတယ်။အောက်ကိုတူးလေတစ်သားပြားတွေနဲ့စနစ်တကျလှုပ်ထားတဲ့အလွှာတွေကိုတွေ့လေပါပဲ။လူတွေကဒါကို money fish ငွေရင်းကြီးလို့ခေါ်ကြပါတယ်။ဒီတွင်ထဲမှာပင်လယ်ဓမြတွေရဲ့ရေဒနာတွေလားဒါမှမဟုတ်တမ်ပလာကနိုက်ရဲ့သမိုင်းဝင်ပစ္စည်းတွေလားဘာရှိနေမှဘယ်သူမှမသိရသေးပါဘူး။ဘာကြောင့်လဲဆိုတော့အနက်90ပေရောက်တိုင်းမှာအထဲကိုပင်လယ်ကြီးတွေအလိုလျောက်ဝင်လာအောင်စီမံထားတဲ့ထောင်ချောစနစ်ရှိနေလို့ပါပဲအခုထိတော့ဒီလိုဝက်ရှက်ကိုဘယ်သူမှမဖြေရှင်းနိုင်သေးပါဘူးနံပါတ်4ဟာရှိမာကျွန်းဂျပန်နိုင်ငံနာဂါစကီကမ်းခြေအနီးမှာရှိတဲ့ဒီကျွန်းကိုတော့တိုက်ပွဲဝင်သင်္ဘောကျွန်းလို့လည်းခေါ်ပါတယ်အဝေးကကြည့်ရင်ပင်လယ်ထဲကစစ်သင်္ဘောကြီးတစ်စင်းနဲ့တူနေလို့ပါတစ်ချိန်ကဒီကျွန်းပေါ်မှာလူပေါင်း9000ကျော်ကျဉ်ကျက်နေထိုင်ခဲ့ကြပြီးတော့ကမ္ဘာလူဦးရေအသိသေးဆုံးနေရာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယကမ္ဘာစစ်အတွင်းမှာကိုရီးယားနဲ့တရုတ်အလုပ်သမားတွေကိုအတင်းအဓမ္မခိုင်းစေခဲ့တဲ့အမှောင်ဖုံးတဲ့သမိုင်းကြောင်းလည်းရှိခဲ့ပါတယ်။1984ခုနှစ်မှာတော့ကြောင်မီးသွေးတွင်းတွေပိတ်လိုက်တဲ့အခါလူတွေဟာအကုန်လုံးကိုပစ်ထားခဲ့ပြီးထွက်ခွာသွားခဲ့ကြပါတယ်။အခုတော့ဒီကျွန်းဟာတဲလျှောက်တဲ့မြို့ပြကြီးအဖြစ်ကျန်ရစ်ခဲ့ပါပြီ။ညဘက်တွေမှာတွင်းတုလုပ်သားတွေရဲ့အော်တန်နဲ့ကလင်းငိုတန်တွေကိုပါကြားရတတ်တယ်လို့ဆိုကြပါတယ်။
နံပါတ်5အရှုပ်ကျွန်းမဂ္ဂစီကိုနိုင်ငံကဒီကျွန်းကတော့ကမ္ဘာပေါ်မှာအလျှောက်ရှားဆုံးကျွန်းလို့တောင်ဆိုနိုင်ပါတယ်ကျွန်းပေါ်ကတစ်ပင်တိုင်းမှာမျက်လုံးပြူပြူကိုယ်အင်ကမစုံလင်တဲ့အယုတ်ဟောင်းမောင်းထောင်ကြီးဆွဲရှိတ်ထားတာပါဒီဇလန်ကဒီကျွန်းပေါ်မှာနေထိုင်ခဲ့တဲ့ဂျူလီယန်ဆိုတဲ့လူတစ်ယောက်ကနေစခဲ့တာပါသူကရေထဲနှစ်သိသွားတဲ့မိန်းကလေးငယ်တစ်ယောက်ရဲ့ဝိညာဉ်ကိုတွေ့ကြရပြီးအဲ့ဒီဝိညာဉ်ကိုနှစ်သိဖို့အတွက်ရေထဲကနေမျောလာတဲ့အယုတ်တွေကိုစတင်ရှိတ်ဆွဲခဲ့တာပါနှစ်ပေါင်း90ကျောင်းအမိုက်ပုံတွေကနေအယုတ်တွေကိုရှာဖွေပြီးကျွန်းတစ်ခုလုံးမှာရှိတ်ဆွဲခဲ့ပါတယ်ထူးဆန်းတာက2001ခုနှစ်မှာအဲ့ဒီလူဟာမိန်းကလေးငယ်နှစ်သိခဲ့တဲ့နေရာမှာပဲရင်းနှစ်ပြီးတည်ဆုံသွားခဲ့ပါတယ်အခုတော့ဒီကျွန်းဟာကမ္ဘာလက်ခီးသွားတဲ့အတွက်ထိတ်လန့်စရာနေရာတစ်ခုဖြစ်နေပါပြီအယုတ်တွေကညဘက်ဆိုရင်ခေါင်းတွေလှုပ်တာတူတူလေးစကားပြောတာမျိုးတွေရှိတယ်လို့လည်းသတင်းတွေရှိကြပါတယ်ဒီကျွန်းတွေအားလုံးဟာကမ္ဘာမြေပေါ်မှာရှိနေပေမဲ့လည်းကျွန်တော်တို့နားမလည်နိုင်တဲ့လှုပ်ဝက်ချက်တွေကိုစီစုပ်ကင်ထားကြပါတယ်ဒီကျွန်း5ကျွန်းထဲမှာတင်သွားခြင်းဆုံးကျွန်းကဘယ်ကျွန်းဖြစ်မလဲကွန်မန့်မှာရေးပေးခဲ့ရပါအောင်ခင်ဗျာအဆုံးထိကြည့်ရှုအားပေးကြလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်